င်္ဂလာပါကျွန်မနာမည်ကတော့မြူအောင်ဖြစ်ပါတယ်ဒီဘာသာ project မှာတာဝန်ယူပြီးတော့ဆောင်ရွက်ပေးရတဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျွန်မရဲ့ team member တွေကတော့ Black Email တို့နဲ့ Messenger တို့ဖြစ်ပါတယ်ကိုယ်ရဲ့ယူနေပါပါတယ်ဒီ project ကိုအဲ့ဒါဒီဘာသာရဲ့ဘာသာ project site အတွက်ဒီ project ကိုတက်ခံထားတာပါနော်ဒီဘာသာ project site ကမြန်မာနိုင်ငံမှာသူ့ရဲ့ site မရှိသေးတဲ့အတွက်ကြောင့်မို့ country manager အဖြစ်ရပါတယ်ဒီကောင်းဝင်ရနေပြီးတော့တာဝန်ယူဖို့ကျွန်တော်တို့တာဝန်လုပ်အပ်ထားပါတယ်ဒီ model ကိုလည်းပြည့်တဲ့တိုင်းမျိုးကိုပဲကျွန်တော်တို့ရေးဆက်ပြီးတော့တက်ထားပါတယ်အားလုံးမင်္ဂလာပါရှင်ကျမတို့ email လုပ်နေဖြစ်ပါတယ်ကျမတို့ကဒီနိုင်ငံတကာမှာဆန့်ကျင်နေတဲ့ဒီဘာသာစနစ်တွေနဲ့မြန်မာနိုင်ငံမှာသူတို့website မရှိရင်တော့ကျမတို့ကအဲ့ဒါကိုဆွဲဖို့တောင်းနေထားပါတယ်အဲ့ဒီဘာသာအတွက်ဆိုလို့ရှိရင်ကျမတို့မှာအားလုံးပေါင်း 8 page ရှိပါတယ်အဲ့ဒါတွေကတော့ about us ပါတယ်ကျမတို့ရဲ့အကြောင်းရဲ့ဘာသာရဲ့ရှင်းပြထားရေးလုပ်မယ်သူတို့ခုဘယ်လိုလုပ်ခဲ့တယ်ဆိုတာပြောဖို့အတွက် about us page ပါပါမယ်ပြီးတော့ man မှာဆိုလို့ရှိရင်ယောက်ျားလေးတွေဝင်ဖို့အတွက်ခဏပုံစံရဲ့ပြီးတော့သူ့ရဲ့ခဏပုံစံရောပြီးတော့သူ့အတွက်ဈေးလုံးတွေလည်းပါပါဈေးလုံးတွေကိုဒါလည်းပြထားပါတယ်အဲ့မှာဆိုလို့ရှိရင်ခဏအတွက်dress ရှိရယ် casual ရှိရယ် complete ရှိရယ်ပြီးအဲ့ဒါတွေတော့ကျမတို့ကအဲ့အောက်မှာဆိုင်ရဲ့ဒီရန်ကုန်မှာမြန်မာနိုင်ငံမှာရန်ကုန်မှာဖွင့်ထားတဲ့တန်းကြောင်းရဲ့ဘူကျုပ်သေးရဲ့စက်တယ်မောင်းမှာဖွင့်ထားတဲ့ပုံမျိုးရဲ့အိတ်စာပေါ်ပြထားပါပြီးရင်အောက်မှာခဏအတွက်ဒီကြောင်ကြားလေးတွေရှားရတယ်အောင်လို့ size အတွက်ကျမတို့ထည့်ပေးထားပါတယ်ပြီးတော့ဒီ website ရဲ့ဒီမှာကျမတို့ရဲ့ဒီဘာသာတခြား brand နာမည်ဖြစ်တဲ့စက်တယ်မျိုးကိုလည်းကျမတို့ထည့်ထားပေးပါတယ်ပြီးတော့ယောက်ျားလေးတွေဆိုလည်းဒီကနေလည်းအလွယ်တကူချင်းချိန်ပြီးသွားနိုင်အောင်လည်းကျမတို့ဒီနားမှာထည့်ပေးထားပါသေးတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ခုနကမန်းလို့မှာပဲကျမတို့ပုံနေရပြီးတော့ကြတော့ဒင်းလုံးရေကိုဖော်ပြထားပါတယ်ကျမတို့ new writer မှာဆိုလို့ရှိရင်ဒီရန်ကုန်မှာဖွင့်ထားတဲ့ဆိုင်ရဲ့ပုံစံတွေပုံထပ်ပုံအနေနဲ့တော့ကျမတို့ဖော်ပြထားပါတယ်ပြီးတော့ new writer မှာဆိုလို့ရှိရင်သူ့ရဲ့model number ပါမယ်ပြီးတော့သူ့ရဲ့ color ပါမယ် color မှာရနိုင်တဲ့ color တွေပြီးတော့သူ့ရဲ့ရောက်တဲ့ date ကိုကျမတို့ဖော်ပြထားပါတယ်ပြီးတော့အဲ့ဒါကိုတကယ်ချင်းကြောက်ကိုယ့်ရဲ့ခင်ဗျားနဲ့တကယ်ချင်းကြောက်ကိုပြောပြီး share ချင်တယ်ဆိုလို့ share နိုင်ဖို့အတွက် Facebook ကိုလည်းသင်သိပေးထားပါတယ်ရှင်ပြီးတော့ page တိုင်းမှာကျမတို့ကpage တိုင်းမှာကိုယ်ပြန်ပြီးတော့ပုံမှန်ပြန်ပြီးတော့လိပ်စာရှာနေကြမလို့ဘေးနားမှာဖုန်းနံပါတ်တွေတခါလေကျမတို့အသင့်ထည့်ပေးထားပါတယ်ရှင်ပြီးတော့ special discount တွေမှာကျတော့ special discount မှာဆိုလို့ရှိရင်ဒီဖက်နက်တွေရဲ့ပုံတွေနဲ့ဒီဈေးနှုန်းရဲ့အရင်တော့ပြောင်းသွားတဲ့ဈေးနှုန်းရဲ့အခုဈေးနှုန်းရဲ့ကျမတို့ data မြင်အောင် highlight နဲ့ပြပေးထားပါတယ်အဲ့ဒါကိုလည်းတကယ်ချင်းတွေ share လို့ရအောင် Facebook နဲ့ကျမတို့ link ချိန်ပေးထားပါတယ်ရှင်ပြီးတော့ contact page မှာဆိုလို့ရှိရင် customer တွေကျမတို့ကို message တစ်ခုခုချန်ခဲ့လို့ရအောင်သူ့ရဲ့နာမည်ပြီးတော့ email address telephone number address တွေပြီးတော့သူတို့ဘာလို့နေတယ်ခဏတည်းကကျမတို့ပြထားတာအမဲကိုပြထားတယ်သူကတကယ်လို့အဖြူလို့နေတယ်ဆိုလို့ရှိရင်အဖြူကိုပြောခဲ့လို့ရအောင်ကျမတို့အဲ့ဒီ message box တွေတစ်ခုထားခဲ့ပြီးပါတယ်ပြီးတော့အောက်မှာတော့တန်းချောင်းရဲ့ညီဖို့လိပ်စာပြီးတော့ကတဲ့လိပ်စာနဲ့ညီဖို့ကိုတို့တွေရဲ့လိပ်စာနဲ့ညီဖို့ကျမတို့ဖော်ပြထားပါတယ်ကျွန်တော်တို့ရဲ့ client ဘာသာပုံကြီးကတော့အားလုံးသိတဲ့အတိုင်း international brand တစ်ခုဖြစ်ပါတယ်။အခုကျွန်တော်တို့ဒီ company ကတော့မြန်မာနိုင်ငံမှာcustomer တွေကို target ထားတဲ့ website ဖြစ်တဲ့အတွက်ကျွန်တော်မြန်မာပေါင်ကိုပြီးသားပြီးသုံးထားဖြစ်ပါတယ်။မြန်မာပေါင်ယူလို့နဲ့သုံးထားဖြစ်ပါတယ်။ဒီလိုနဲ့သုံးထားပြီးတော့ကျွန်တော်တို့အဓိကကတော့ကျွန်တော်တို့ခုနရောက်မှာဖြစ်တဲ့ခုနမှာ category 3မျိုးခွဲလိုက်ပါတယ်။ category 3မျိုးကတော့အဓိကက man wear, woman wear နဲ့ kid wear ဖြစ်ပါတယ်။အဲ့မှာ man wear ဟုတ်မယ်ဒီမှာ man woman ဖြစ်နေကျွန်တော်ဒီ view right ပဲ special discount အဲ့အရာတွေကိုကျွန်တော် menu bar မှာပြပေးထားပါတယ်။အဲ့တော့ man wear ကိုတောင်းနေတယ်ကျွန်တော် man wear ကိုထပ်ပြီးတော့ category ၅ခုခွဲထားရှိပါတယ်။ကျွန်တော်တို့တာတယ်ဝဲပေါ်ဝဲတာချင်းလိုမျိုး category ခွဲလိုက်ပါတယ်မိမတို့ခုနကလည်းအဲ့လိုပါပဲဒီ category ခွဲပြတဲ့နေရာမှာကျွန်တော်တို့မြန်မာကျပ်ငွေနဲ့လည်းပြပေးထားပါတယ်အကုန်လုံးနောက်တစ်ခုကတော့ကျွန်တော် new right ပဲဖြစ်ပါတယ်
ဒီလိုလိုက်ပဲလို့ကျွန်တော် rival လေးတွေနဲ့ကြာပြီးထားပါတယ်ဒီမှာတက်ဝင်နေပေါ့ကြာပြီးထားပါတယ်ပြီးရင်ကျွန်တော်တို့အငယ်ချင်းတွေကို share နေတဲ့အကြောင်းအလွယ်တကူ share လို့ရအောင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီသုံးများဖြစ်တဲ့ website တွေဖြစ်တဲ့ Facebook နဲ့လည်းချိန်ပေးထားပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ special discount နဲ့ content ဖြစ်ပါတယ် content မှာတော့အကယ်၍ customer ကဒီဖက်ကိုကြိုက်တယ်ဒါပေမဲ့ site လို့နေတယ်လို့မဟုတ်အကြောင်းလို့နေတယ်ဆိုရင်သူ့အနေနဲ့ discussion ပေးတယ်ပြီးတော့မှာလို့ရအောင်ဖြစ်ပါတယ်နောက်အဲ့လိုဒီမှာလို့ရမယ်ဟိုနဲ့ဖုန်းနံပါတ်ကိုလည်းတစ်ခါလေးထည့်ပေးထားပါတယ်အဲ့ဒီအပြင်ကျွန်တော်တို့ဒီရန်ကုန်မှာရှိတဲ့ဆိုင်ခွဲတွေရဲ့ဒီရလိပ်စာအတိအကျနဲ့ဒီပုံမှာထည့်ပေးထားပါတယ်အခြားမျိုးကြီးတွေမှာရှိတဲ့ဆိုင်ခွဲတွေကိုလည်းအဲ့လိုမျိုးထည့်ပေးပါလို့ဒီနေပါတယ်အခုကတော့ကျွန်တော်တို့အဲ့လိုမျိုးကြားတဲ့နေရာမှာဘေးနားနေပြီးတော့ကျွန်တော်တို့ category ကိုရှာလို့လွယ်အောင်ကျွန်တော်တို့ man ရဲ့ woman ရဲ့ဖြစ်တဲ့အတွက်မှာဟိုပြင်ပါဆိုရင် special ပြအနေနဲ့ကြောင်းပြီးခဏဒါမှမဟုတ်ရင် sport အနေနဲ့ပြီးလို့ရအောင် sport အဲ့ရကိုဆွဲပြီးထည့်ပေးထားပါတယ် woman ဆိုရင် statement ကတဲ့ smartphone ပဲ sport ကိုထည့်ပေးထားပါတယ်ယောက်ျားစီမှာလည်းရပါမယ်အဲ့တော့ customer အနေနဲ့လွယ်ကူရှာလို့လွယ်တယ်လို့လည်းထင်ပါတယ်ညောင်းလည်းဖြစ်အောင်လည်းလုပ်ပေးရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဖေကာကိုတော့ကျွန်တော်တို့ရဲ့ client ရဲ့ရွေးချယ်မှုအရာတွေကိုပုံမှန်လုပ်ပေးထားပါတယ်။ကဲဒီကြာအားလေးနေရာမှာတော့အခြားဖေကာတစ်ခုကိုကြောင်းသုံးမယ်ဆိုတဲ့အဆင်ပြေပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။